မလေးလာမပဲဘယ်မလေးငါပြန်လာပြီဟာဒီမှာငရှင်းရတကောင်းမှလည်းမရဘူးမိုးရွာလို့လားမသိပါဘူးဟာသိညစ်ပါမကြည့်ဦး ကိုဖိုးထွေကျမတို့အိမ်ကဆန်အိုးတယ်ပဲရှင်တစ်ချက်လောက်သွားကြည့်အောင်ကြွက်ချီးတွေနဲ့ပြည့်နေပြီအဲ့ကြွက်ချီးပဲစားဖို့ဟာရှင်ဘာတွေပြောနေရလဲမင်းကဘာတွေပြောနေရရှင်ဆန်အိုးထဲမှာဆန်မရှိတော့လို့ပြောနေရလေအေးပါဟာငါလည်းစဉ်းစားနေပါလေဟာငါတို့ရဲ့ဘဝတွေကဘာတို့တော့မလို့ဟိဝိုင်း၄တော့10တော့ရှိမလွယ်ဘူးအဲ့ဒါရှင့်လုံငမွဲကိုယူမိလို့ဘာဆိုင်လို့လဲဟာနေမငါ့ကိုမယူခင်တော့ပြောခဲ့တယ်လေငါပကုံးလေးပဲမီရဆိုထင်မီဘူးတူရဆိုနေမပြောခဲ့တာလေဟာကျမတို့ဘွားရလေရုပ်ဆိုးရတယ်ဂျာရဲ့နှစ်ဖူးကပြောင်တော့ပို့ဆိုးသေးတယ်ရှေ့ဆက်ပြီးတော့လေအဲ့ထမရေဘူးတော်မှလေနတ်မှန်မနှဲကြိုးစားအေးပါနင်တို့ကလေနားတွေကိုညှိနေတာပဲသွားပြီပြောဘာမှမရှိဘူးဒါရလို့လေဘာမှလည်းမရပဲနဲ့ပြောလိုက်မကောင်းဖြစ်တော့ဟာကိုဖိုးထွေးခဏဘယ်သွားမလို့လဲဗျတန်လုံးစီသွားမလို့ဟုတ်ပြီခမရလေဗျတန်လုံးကကျွန်တော်လေးဗျခမရလေတန်လုံးကမင်းတော့ဟုတ်တယ်တန်လုံးနှက်လုံးတော့အေးကိုဖိုးထွေးခဏမျက်နှာလည်းမကောင်းပါလားဘာများဖြစ်လို့ဘာဖြစ်ရမှာလဲကွာငါအိမ်ကဆန်အိုးတွေကကြွတ်တယ်ရတယ်အတိုက်တောင်တင်နေပြီအဲ့ဒါတော့ဟုတ်တယ်ဗျအလုပ်တွေကလည်းအဆင်မပြေကျွန်တော်တို့လိုအောက်ခြေလူတန်းစားတွေအတွက်မင်းနဲ့အောင်စားဖို့မနေရုန်းကန်နေရတာငါတို့ရဲ့ဘဝတွေကလေဘာနဲ့တူလဲဆိုရင်မင်းစွန့်နေတဲ့စာရဲတွေ့ရလို့ပါပဲကွာငိုချင်းလို့ငိုတဲ့ခါတိုင်းစာကြောင်းတွေကမျက်ရည်ပဲဖြစ်သွားတယ်မြကြီးမပြေဆုံးတာထက်ရွေးချယ်မှုမရှိတဲ့ကျွန်တော်တို့ဘဝတွေကရှစ်ဆက်ပြီးရုန်းကန်နေရအောင်ပါပဲဗျာဒါနဲ့ကိုဖိုးတို့ကျွန်တော်စီလာတာဘာကိစ္စရှိလို့လဲအော်ဟွာလေမင်းတို့စိုက်မှာလူလေးပါလေးများမလိုဘူးတော့ကွာလူငါလှုပ်ချင်လို့ဟုတ်ပြီလေဒါဆိုလို့ရှိရင်ကျွန်တော်မန်နေဂျာကိုကျွန်တော်မေးကြည့်လိုက်မယ်နော်အော်တကယ်လို့လူတွေဆိုလို့ရှိရင်ကျွန်တော်ကိုဖိုးတို့ကျွန်တော်ပြောပြီးဟုတ်ပြီအေးပါကျေးဇူးများတင်ပါတယ်ကွာရပါတယ်ကိုဖိုးတို့တိုင်းမင်းမေပဲသွားလဲဟောမရွာရဲသွားတယ်ရွာရဲသွားတယ်ဟာဒီမိန်းမတည်းရောဘာသွားလို့လဲမသိဘူးအိမ်မှာလည်းမကက်ဘူးမလေးလာပါပြီတော့လာပါပြီမိချိုယောဘယ်တွေသွားနေတာလဲဟာဘယ်သွားရမှာလဲအိမ်မှာပတ်စံမရှိလို့လေရွာမြောက်ပိုင်းကဒေါ်ဝတ်တုတ်စီမှာပတ်စံသွားကြည့်တာစင်မပြေပါဘူးမိချိုရဲ့နင်းလည်းငါ့ဘော်တွေရောက်လာခဲ့ရတာခုလိုမျိုးခက်ခဲနေနေကြုံနေရတာမတောင်းမှပါရဲ့ဘယ်တက်နိုင်ပါမလဲကျမတို့ရဲ့ရှေ့ဘဝကုသိုလ်ကနဲလို့ပဲလို့မှတ်ကြတော့မှာပေါ့ဒါနဲ့ရှင်အလုပ်သွားတာရောအဆင်ပြေခဲ့လားအော်ပြည်တယ်ဟာမစိုးဘူးဒီမှာလေးငါစက်ဝင်လာခဲ့တယ်ဟုတ်အေးအတော်ပဲထမင်းချက်လို့ရနေဟာလေပြီးတော့ငါကန်ဆန်းလာတယ်ဟာဘာကန်ဆန်းလာလဲဒီမှာလေးအထီထိုးလာတယ်ခုဖိုးတွေ့ရဲ့ရှင်ရတော့လေစစ်ထားဝင်မဲ့စားလေးရှင်းစားလေးပါလေးဝယ်လိုက်တော့ကျမတို့မိသားစုဖိုက်ပြေအောင်ပဲအခုတော့မသေးကြတာတွေလောက်လာပြန်ပြီအော်မိချိုရဲ့ငါတို့ရဲ့ကံမင်းရတာမဟုတ်ဘူးလေဟာဒီပေါ့ငါချမ်းသာပြီလေချမ်းသာပြီဟာမပြောတော့ပြီးရောအဲ့ဒါဆိုရင်ရှင်ရင်မိုးချိုးဖို့လုပ်လိုက်တော့ကျမထမင်းသွားချက်လိုက်နော်အော်တာမင်းလာလေကွာမင်းလာပါဦးမင်းအဖေကိုမင်းရလေကွာလာမိုးကလည်းရွာတော့မယ်အဲ့တော့တိုးသားပါနေညနေကျရင်ငါသွားဖမ်းမယ်ငါရှင်းသွားဖမ်းမယ်မကောင်းလား
ချို့ကိုဘာပြောကြရှိလို့လဲ မရောက်လာဘူးနေနဲ့ငါလည်းဖြစ်ခဲ့တဲ့ video file ဒီကောင်းထဲမှာရှိတယ်အဲ့ video file တော့ online ပေါ်ရောက်အောင်မယ်ဆိုရင်လည်းဘာပြောရမလဲသိရလား လူရုံပါကနင်ကဘာဖြစ်လို့အဲ့ဗီဒီယိုဖိုင်ကိုရိုက်ထားရလဲငါအခုကြည့်ဖြတ်ပေးနော် အဲ့ video file ဖြတ်စီခြင်းနဲ့ဆိုရင်တော့ဟောဖြစ်သိနေစေအဲ့ဆိုဘာဖြတ်ပြီ ငါနင့်ကို30ပေးရမှာဟုတ်လား မပေးဘူးဆိုရင်ဒီ video file နေ့ယောက်ျားပိုတွေတိသွားမှာဆိုရင်နေဘာပြောရမလဲကောင်းကောင်းသိပါတယ် ဒါနီရဲ့ငါတောင်းပန်ပါတယ်ဟာအဲ့ဗီဒီယိုဖိုင်ဖြတ်ပေးပါနော် ဒီပါနေကိုငဲညာတဲ့အနေနဲ့ငါအချိန်တစ်ပတ်တိတိပေးမယ်အဲ့တစ်ပတ်ပြည့်လို့မှငါလိုချင်တဲ့ပတ်စံမပေးဘူးဆိုရင်တော့ဒီ video file online ပေါ်ရောက်ပြီနေကောင်းလည်းမှတ်ထားလိုက် နင်တော်တော်ရုံပါလားဟဲ့လူရုံပါရဲ့ ဟုတ်တယ်ရုပ်မှာဘာဖြစ်လဲ ရုံပါကဘယ်လိုလုပ်ကြမလဲ မိမဘယ်ဒီသွားနေရလဲယောက်ျားကလေထမင်းစားဦးတဲ့မိမကိုစောင့်နေတာထမင်းစားမလေနော်မသားလေးကလည်းစောင့်နေတာမိမရဲ့မိမညနာလည်းမကောင်းပါလားဟာဘာဖြစ်တာလဲပြောကြမှာ ယောက်ျားမိမမားပါပြီယောက်ျားမိမမားပါပြီ မမားပါဘူးမိမရဲ့မိမမမားပါဘူးယောက်ျားပဲမှားတာပါမိမကိုပြည့်စုံအောင်မထားနိုင်တဲ့အတွက်ယောက်ျားပဲမှားတာပါ ယောက်ျားရဲ့အချစ်တွေကိုမမြင်မဲနဲ့တခြားယောက်ျားတစ်ယောက်နဲ့ညှစ်တွယ်ပြီးဖောက်ပြန်ခဲ့မိရဲ့မိမကိုခွတ်လို့ပါနော်ယောက်ျားမိမကိုခွတ်လို့ပါနော်နော်လို့ ယောက်ျားအားလုံးသိပါတယ်မိမရဲ့ဒါပေမဲ့မိမရဲ့ငါတို့ရဲ့အသားလေးရဲ့နားခဲ့လို့တော့ငယ်ကြည့်ပေးပါငါဒါပဲပြောချင်တယ်ငါတို့ရဲ့အသားလေးမိခင်မဲ့ဖခင်မဲ့ဖြစ်သွားမှာဆိုလို့ပါဟာငယ်ကြည့်ပေးပါ အခုလေ तू ကမိမနဲ့ तू နဲ့ဖောက်ပြန်ထားတဲ့ဗီဒီယိုဖိုင်ကိုလေ live ပေါ်တင်ပြမယ်တဲ့အဲ့ဒါကိုမတင်စေချင်ဘူးဆိုရင်လေ30ပေးရမယ်တဲ့မိမကိုဘယ်လိုလုပ်ကြမလဲ ဟာလိုင်းမို့တင် ဟုတ်တယ် 30လေးပေးရ အခုမိမကအဲ့30ကိုဘယ်ကနေသွားရှာကြမလဲဘယ်လိုရှာကြမလဲ ဖြစ်ပြီးမှတော့ဟာဖြည့်ရှင်းရတာဗောဟာမတက်နိုင်ဘူးလေငါတို့ရဲ့ကံကြမ္မာကဆိုးလုံးပါလေဆိုးလုံးပါလေဒီဟာဖုန်းလည်းမသိဘူးကွာဟယ်လိုဟုတ်ပါလေဗျဖိုးလေးပြောနေပါတယ်ဗျာထီပေါက်လို့ဟုတ်လား ထီပေါက်လို့ ဟမ်ထီပေါက်လေတဲ့ ထီပေါက်တယ် ဟုတ်မိမထီပေါက်လို့တဲ့ဟာ တကယ်ထီပေါက်တာလား တကယ်ပြောတာအခုခြေဆိုင်ကောက်ဖုံးစတာကိုချမ်းလာပြီ အဲ့ဒါကမိမတို့ချမ်းသာပြီပေါ့ ချမ်းသာပြီကွာငါတို့ချမ်းသာပြီကွာ အေးစင်းနဲ့ဘောင်းနေ ချမ်းသာပြီ ချမ်းသာပြီ 对，对了，妈妈，你要吧？
တို့သူဘာကိစ္စရှိလို့ဟမ်ဒီမှာငါနက်မီတက်နေဘယ်နာမလဲဘာကိစ္စရှိလို့လဲလူခဲ့ရ